လက်ကင်ဖုန်းကိုအလွန်အကျူးဆော့တယ်ဆိုရင်မျက်လုံးအတွက်မကောင်းဘူးเนาะဒါဆိုရင်过度玩手机对眼睛不好过度玩手机对眼睛不好过度ဆိုအလွန်အကျူးเนาะ过度玩手机လက်ကင်ဖုန်းအလွန်အကျူးဆော့တယ်ဆိုရင်对眼睛မျက်လုံးအတွက်不好မကောင်းဘူးเนาะအရက်ကိုအလွန်အကျူးမတောက်ပါနဲ့ကျန်းမာရေးအတွက်ဆိုးကျိုးဖြစ်စေတယ်ကျန်းမာရေးအတွက်ထိခိုက်စေတယ်不要过度饮酒对健康有害不要过度饮酒对健康有害不要过度เนาะအလွန်အကျူးမလုပ်ပါနဲ့不要过度饮酒အရက်ကိုအလွန်ကျူးမတောက်ပါနဲ့对健康ကျန်းမာရေးအတွက်有害ဆိုးကျိုးဖြစ်စေတယ်เนาะသူကကလေးတွေကိုကျူးဆိုင်တာကကြတော့အရန်အလွန်အကျူးဖြစ်သွားပြီเนาะနည်းနည်းလေးလွန်ကျူးနေရနည်းနည်းလွန်တာပေါ့ over တင်ဖြစ်နေရပေါ့เนาะ他对孩子的关心有些过度了他对孩子的关心有些过度了他တူမပေါ့နော်他对孩子的关心တူမကကလေးတွေကိုဂိမ်းဆိုင်တာကကြတော့有些过度了နည်းနည်းလေး over ဖြစ်သွားရင်နည်းနည်းအလွန်အကျူးဖြစ်သွားရင်နော်နောက်တစ်ခုက तू ကအရန်ပင်ပန်းလို့เนาะအဲ့အလွန်အကျူးပင်ပန်းလို့ခန္ဓာကိုယ်ကတခုခုကျန်းမာရေးတခုခုဖြစ်နေပေါ့နော်ကျန်းမာရေးတခုခုချုပ်ရင်းနေတယ်ပေါ့နော်他过度劳累身体出了问题他过度劳累身体出了问题他တူက过度အလွန်အကျူး劳累အလွန်အကျူးပင်ပန်းလို့เนาะ身体ခန္ဓာကိုယ်က出了问题เนาะပြဿနာတစ်ခုဖြစ်နေတယ်တိတ်နေမကောင်းတော့ဘောเนาะခန္ဓာကိုယ်ကတစ်ခုဖြစ်နေပြီเนาะဒါဆိုရင်အလွန်အကျူးတစ်ခုကိုအလွန်ကျူးလုပ်တယ်ဆိုရင်တော့ဆိုတော့ကိုယ့်တူနဲ့တုံလို့ရတယ်เนาะဟုတ်ကဲ့ပါဒါဆိုရင်မိတ်ဆွေတို့ကကျတော့ကိုယ်နဲ့ကိုက်ညီတဲ့အချိန်ကိုယ်နဲ့ကိုက်ညီတဲ့အချိန်ကမှတွားပြီးတော့တုံလို့ရပါပြီအသေးစိတ်ထပ်ပြီးလိလာချင်တယ်ကိုကကြတော့เนาะ3လ5လပဲအချိန်ပေးနိုင်တဲ့အမြန်ဆုံးလုပ်ငန်းခွင်ဝင်ရတော့မယ်ရေရှည်အချိန်မပေးနိုင်တဲ့လူတွေပေါ့နော်စားတောက်ဆိုင်ပိုင်းတို့ interview ပိုင်းတို့ဘိုးဘွားပြုစုပိုင်းအိမ်အကူပိုင်းတို့အဲ့ဒီအပိုင်းတွေကိုအရင်ပြောတတ်ချင်တယ်ပေါ့နော်အဲ့ဒီအပိုင်းတွေကိုအမြန်လိုအပ်နေတယ်ဆိုရင်တော့လောရှတို့ရဲ့အပြင်တင်တဲ့ဖြစ်ဖြစ် online class ဖြစ်ဖြစ်ဘယ်လိုလေးလာဘယ်လိုတင် जा ပေးလဲဆိုတာကိုအသေးစိတ်လာပြီးတော့ကြည့်လို့ရတယ်ကိုနဲ့တင့်တော်တယ်ဆိုမှလာပြီးတော့အလုပ်ရပါတယ်အဲ့လိုကျေးဇူးတင်ပါတယ်ရှေ့ရှေ့တကြတိချက်ကြိုလေးပါ